အမှန်ဖြစ်ချင်တာတဲ့အဲ့ဒါရဟန်းအသက်20ကြီးရဟန်းခံပြီးမှာတဲ့ဗျအဲ့ဒီကြောင်ကိုရင်လေးတို့ဝင်နိုင်မှာမလားဗျဝင်နိုင်ဘူးတဲ့စိတ်ကူးရှိတယ်ဆိုဝင်နိုင်ဘူးတဲ့မတရားရဖန်ဒီပေးမယ်ဘောတိုင်းမှာဖြစ်ပြီးခြင်းအပူလိုင်းကြဝေဒနာတွေနဲ့လူတိုင်းမှာမေးရှိကြတယ်လေမရေရပေတာတွေကြောင့်အတီးချအဖေနဲ့ပြီးတော့မှအမေးရှိကြတယ်လေအချစ်တဲ့ဝေကင်းလို့ပြစ်တင်စားမေးလေလာတဲ့စေတွေမှာမီလဲမေအကြောင်းတရားချင်မွေ that doesn't မီလဲမေပေးထားလေးဦးအဲဒါဆိုလို့ရှိရင်ကိုရင်အောင်စီဖြိုးရည်ပြဒီဟောပါကြီးပေးတယ်သူအမှန်မအဲဒါကိုရင်အောင်ဆိုင်ခန့်ဒီမှာအသက်တရားဘယ်လောက်ရှိကြရည်တော့ခင်ဗျာ73မိနစ်ဒီကိုရင်လေးက10နှစ်လို့ပြောပါတယ်ဟုတ်ပါအမေနဲ့အဖေအကြည့်နေတာတိလာတယ်မှာလက်ဆောင်လေးပေးခဲ့လိုက်တာတခါကြီးနဲ့တခါမကြီးอ่ะနော်ပေးမယ်လို့ပြောထားလားပင်လေးတို့နဲ့ဖုန်းဆက်တော့ရလားရဘူးလားဟုတ်လားရတယ်ပေါ့လူလေးမမရဒီရှိတူဒီရှိလေးပါတူပါဒီမှာတခါကြီးနဲ့တခါမကြီးอ่ะကိုရင်လေးတို့ကိုဒီနေ့ဝါဆိုလားပြင်းနေအခါနဲ့ပါတဲ့ဒီမှာမုံပဲတီးစားတယ်လှူလိုက်တယ်ဗျာကိုရင်လေးတို့အဲ့ဆိုရင်တခါကြီးနဲ့တခါမကြီးကိုဒီရကြလားဗျာရတယ်ဟိုမှာကြည့်နေတာထွားတယ်နော်ပြုံးကြလို့တခါကြီးနဲ့တခါမကြီးဒီကောင်းလားလို့မေးလိုက်ပါအောင်နော်မေးလိုက်ပါအောင်နော်လိုက်လေမေးလိုက်အောင်လေကဲအဲ့ဆိုဒီတော့ရှောင်းမယ်တခါကြီးနိုင်မြဘယ်လိုလုပ်ဗျာတပည့်တော့မိတ်ဆက်ပေးပါဦးဗျာမင်းနဲ့ပြောတာဟုတ်ကဲ့နော်မမမင်းတော့တင်းတင်မဗျာတခါကြီးရအောင်ရပြီရှောင်းမယ်ဗျာဟိုကိုရင်လေးရတခါကြီးနဲ့တခါမကြီးရဗျာတခြားလက်ဆောင်တွေရောလှူလိုက်သေးတယ်ဗျာကိုရင်လေးတို့အဲ့ဒါလေးလက်ခံပေးအောင်ပါဗျာအဲ့လိုလက်ဆောင်လေးစီစဉ်ပြီးလို့ဆိုကိုရင်လေးတို့နှစ်ပါးကြော်ကြရင်လားဗျာတခါကြီးကဘာလေးစီစဉ်ပေးလိုက်တော့ဆိုတော့ကိုရင်လေးနဲ့ကိုနှစ်ပါးရောအဖေရောပေါ့နော်ရင်ခုန်စွာနဲ့ကြည်ပါတတိတော်တော့ပြီးတော့ပစ္စည်းတွေယူအောင်ပါဗျာနော်အမေရောသမီးပေးတဲ့လက်ဆောင်လေးကိုလက်ခံပေးဖို့အစင်းဖြစ်နေလားရှင်တော့ခဲတာဒါနဲ့ဒါနဲ့သမီးတွေသားတွေကမှားလိုက်သေးတယ်ဒီကိုရင်လေးနှစ်ပါးရောနော်ဒီနေ့ပေးတဲ့လက်ဆောင်လေးကိုအမှတ်တရဖြစ်စေချင်လို့ပါတဲ့အဖွားဖွားတွေရောနော်အဲ့ဒါလေးကိုလက်ခံတဲ့ခါကျရင်လည်းဒီလိုတော့ကြောလေးခိုက်ပေးခါတော့ဒီလို surprise လေးပြအောင်နော်နောက်ကိုရင်လေးနှစ်ပါးနော်ကဲလေးလေးရောအဲ့ဒါလေးတော့ကူညီပေးအောင်နော်โอเคအောင်ရကြတော့တယ်ပြောတယ်ကဲမမေတို့ရမယ့်ပစ္စည်းလေးကအဖြူအောင်လေးပါရှင်ဒီကဝါဝင်လားပြင်းနေလဲဖြစ်ပြီးဆိုတော့ကျတော့မမေဝါတွင်းတွင်းလုံးပေါ့နော်ဥတောင်းတာဖို့တုံပွားလေးနဲ့ဖြစ်နေပလားမသိဘူးရှင်မမေတို့ကပေးလိုက်မယ်လဲဆောင်လေးတော့အဖြူအောင်လေးပါမမေနော်အဲ့ဆိုကျတော့ရင်ခုန်စွာနဲ့ပေါ့နော်ကိုရင်လေးရောကိုရင်လေးနှစ်ပါးရောမမေရောပေါ့နော်ရင်ခုန်စွာနဲ့ကြီးလို့ရတော့မယ်အချိန်ရောက်ပြီရှင်တော့မတူခေါ်ပေးမယ်နော်အဲ့ဆိုကျတော့အစင်းလေးဖြစ်ပြီဆိုရင်1 2 3ကဲတော့အောင်လို့ကြည့်ပါရှင်ယူပါတော့လို့ဒီတစ်ချောင်းတော့အားရပြန်လာကိုလေးဘယ်ဟာယူစင်လဲပစ္စည်းတွေဘယ်ဟာကြိုက်ဆုံးလဲဘယ်ဟာယူစင်လဲအဲ့ဒီတော့ပါလေမင်းကလေးလက်ခံပေးဦးနော်အဲ့ကိုလေးတပါအဲ့ပဲကြိုက်တယ်ကဲကိုလေးလက်ခံပေးဦးနော်ဒီလိုကြောင်းသားတယ်ရဒါကလေးဥပေါ်အတွက်ပါတဲ့ကဲဒါတော့အမေကြီးပါတဲ့ဖွားဖွားစားစင်ရတယ်ဝယ်စားပါတဲ့နော်အခါလေးရောက်ပြီဆိုလေနော်ဖွားဖွားသုံးကြသုံးပါတယ်ရောဒါကတော့လေးပါတဲ့လေးအငယ်ဆုံးလေးဒါကတော့လေးအထွေးလေးကဲလေးတွေရောအမေကြီးတို့ရောအားလုံးပြည့်စုံလုပ်ပေးတယ်ရှင်ဟာဒီမလေးဟာဒီမလေးသူတိုင်းရတော့ကြွားကြောင်းဒီနေ့မှစာယူတက်ရှိကြမှာကောင်းကျိုးမင်္ဂလာပေါင်းနေပြေးပါပါသေးကြောင်းသူ့မင်္ဂလာတော်ယူထာဝရရှင်လန်းချမ်းမြေပါသည်ကဲဦးလေးပေးတဲ့စုရရပါစေရှင်ကဲဒီမှာကိုင်းလေးတခိုင်းနဲ့တခါမှရစီစဉ်ပေးလိုက်တာဗျာဒီမှာကိုင်းလေးတို့ဗိုက်စားတဲ့အချိန်ဖုန်းပေးပါဆိုပြီးတော့ကျတော့ဒီမှာရန်ချင်းဆက်ဒီဝလာဒီနေပေါ့နော်ကဲတပည့်တော်ဖတ်လိုက်တော့မယ်နော်ကဲအဲ့လိုလေးတွေတခါကြီးနဲ့တခါမှရစီစဉ်ပေးလိုက်ပါတယ်ဗျာစာရေးကရိယာလေးတွေရောကိုင်းတို့အတွက်လိုအပ်တာပါတဲ့နော်ကဲအဲ့လိုလေးရှိတယ်ဗျာတခါကြီးနဲ့တခါမှကြီးကကိုင်းလေးအတွက်သားကိုင်းလေးအတွက်နော်
အမှားစားလေးနှစ်ပါးလုံးအတွက်ပေါ့နော်ပါတယ်ဗျာနော်ကိုရင်လေးတို့ကတေချာလေးနားထောင်ပေးနော်တပည့်တော်အဲ့ဒါလေးကိုဒီချက်ဖတ်ပြပေးပါမယ်ဗျာနော်ဒါနဲ့နေအောင်မေးအောင်မယ်ဒီကိုရင်ဘုရားကနေပြီးတော့ကျွန်တော်တခါကြီးနဲ့တခါမကြီးကိုယဟန်တခါယဟန်အမကြီးပြောက်ဒီနေမလားဗျာယဟန်ကြီးတွေပြောက်လေဆရာတော်ကြီးတွေလေဓမ္မစရိယကိုတော်ကြီးပြောက်နေကြမှာလားဗျာပြောလိုက်လေပြောပါဗျာဟုတ်ပါတခါကြီးနဲ့တခါမကြီးကြည့်နေတာနေတို့အမေယဟန်ရဲ့မေတော်နဲ့ခမဲတော်ဖြစ်ချင်ကြတာတဲ့ရဟန်းပြောင်နေပေးမှလားတဲ့မေးခဲ့ပါအောင်တဲ့အဲ့လိုလေးပြောတယ်ဗျကဲအဲ့ဆိုကိုရင်အကြီးလေးကနေဦးဗျရဟန်းဖြစ်ပြောင်နေမှာလားဗျသာသနာပေါင်းကိုလေစိတ်ကူးရှိတယ်ဟောမှာတခါကြီးကတော့အဲ့ကြည့်နေတာစိတ်ကူးရှိတယ်အဲ့ဒါရဟန်းအမလေးဖြစ်ချင်တာတဲ့အဲ့ဒါကိုရဟန်းအသက်20ပြည့်ရဟန်းခံပြီးမှာတဲ့ဗျအဲ့ဒီပြောင်ကိုရင်လေးတို့ဝင်နိုင်မှာလားဗျဝင်နိုင်ဘူးတဲ့စိတ်ကူးရှိတယ်ဆိုဝင်နိုင်ဘူးတဲ့ကဲနာစာလေးရင်ဖတ်ကြပါမယ်ဗျာနော်နားထောင်ကြအောင်နော်ကိုနေရာကလေးကိုရင်လေးအောင်စင်ဖြိုးနဲ့ကိုရင်လေးအောင်ဆိုင်ခန့်ပါတဲ့နော် Happy birthday ပါတားငယ်လေးရေတဲ့မွေးနေ့မှစိုက်ပြီးကျဲမှာပါစေတဲ့ဘယ်ဟာတားငယ်လေးတို့နှစ်ပါးတွေကဒီကိုရင်လေးကတားငယ်လေးပေါ့ပညာရည်ကြီးဖြစ်ပါစေတဲ့အသက်ရာကျော်ရှိပါစေလို့ဖေဖေနဲ့မေမေတို့ကဆုတောင်းပေးလိုက်ပါတယ်တဲ့နော်ကိုနဲ့လည်းချစ်ချစ်ခင်ခင်နေပါလိမ့်လိမ့်မာမာနေပါစာတွေကိုလည်းစူးစမ်းပါတားလေးရေတဲ့ကိုစူးစမ်းရလားဖေကျူးစားပါတယ်ကျမ်းမာရေးကိုလည်းဂရုစိုက်ရမယ်နော်တဲ့နော်ကျမ်းမာရေးကိုလည်းဂရုစိုက်ရမယ်နော်တဲ့နိုင်ငံရဲ့ချမ်းမှာတဲ့ဖေဖေနဲ့မေမေတို့ကကလေးတို့အတွက်သားလေးတို့အတွက်ကျူးစားပြီးရှာဖွေနေပါတယ်တဲ့ကျူးစားမှုလေးတွေမအောင်မြင်သေးတော့လဲအဝေးကနေပဲလွမ်းနေရအောင်ပဲသားလေးတို့ရေတဲ့အောင်မြင်တဲ့ဒီနေ့တော့သားတို့စီကိုဖေဖေနဲ့မေမေတို့တွေပြန်ပြအောင်ပြန်လာပါမယ်တဲ့အရန်ချစ်တဲ့သားလေးရေတဲ့အရန်လဲသတိရနေပြီသားတို့ရေဆိုပြီးတော့လေတခါကြီးနဲ့တခါမကြီးကဟာဒီမွေးနေ့စင်ကိုရင်လေးရောဒီကိုရောပေါ့နော်ကိုရင်လေးနှစ်ပါးအတွက်ခုလိုအမှားစာလေးပါလိုက်တယ်ဗျာကဲအဲ့တော့ကိုရင်လေးနှစ်ပါးအနေနဲ့ပေါ့တော့တခါကြီးနဲ့တခါမကြီးပေါ့နော်အမှတ်တရလေးဖြစ်အောင်ဘယ်လိုလေးများပြောချင်တော့ဗျာစိတ်ထဲမှာဘာပြောချင်တာလေးပေါ်တော့ဗျာပြောပါဦးဗျာကျေးဇူးတင်ပါတယ်ဟုတ်ပါပြီကဲကိုရင်လေးကျေးဇူးတင်ပါတယ်ဗျာတပည့်တော်လားတခါကြီးနဲ့တခါမကြီးတော်တယ်ကျေးဇူးတင်ပါတယ်နောက်ကဘာပြောချင်သေးတယ်ဒါလေးပဲလားဒါဖေဖေနဲ့မေမေတို့ဒီပေါ်တော့မြစ်တာတွေစီထားပြီးတော့ခုလိုစီစဉ်ပေးတဲ့လက်ဆောင်တွေရတာနော်ဖေဖေနဲ့မေမေတို့ရဲ့ထားတဲ့သားသမီးတွေပေါ်ထားတဲ့မြစ်တာလေးတွေပေါ့နော်တပည့်တော်တို့ကဒီလိုလေးဆောင်ရွက်ခွင့်ရတာဝမ်းသာတယ်ဗျာကိုရင်လေးတို့လည်းကဲပေါ့နော်ယဟန်ပေါင်းသာသနာပေါင်းကိုထီထီတက်တက်နဲ့ပေါ့နော်ရှင်းဆက်ချပြီးတော့နေနိုင်ပါစေသာသနာစာတွေကိုလည်းသိနိုင်ပါစေဗျာနော်တပည့်တော်ဆုတောင်းပေးပါတယ်ဗျာကိုရင်လေးရောနော်တပါလုံးနော်ကဲအဲ့ဆိုကြတော့မေမေနားထောင်ရှင်မေမေတို့စာလေးပါတယ်ရှင်နော်သိရတယ်မေမေတဲ့အရင်ချစ်ပါတယ်နော်တဲ့ကျမ်းမာရေးကိုခရုစိုက်ပါတဲ့သမီးတို့အတွက်ကမေမေကျမ်းမာနေမှာဖြစ်မှာပါတဲ့နော်မေမေရဲ့မေတ္တာတရားတွေဟာတဲ့သမီးတို့အပေါ်မှာမြင့်မို့တောင်းကြီးတမျှဒုတယ်ကြီးမားခဲ့ပါတယ်တဲ့အမေရဲ့ကျေးဇူးတွေကိုသမီးတို့ပြန်ဆက်ပေးခြင်းသေးတာမို့သားတို့သမီးတို့တွေပြန်လာတဲ့အချိန်အထိကျန်းကျန်းမာမာရှိနေပြီပါနော်တဲ့ရွှေမြင့်မို့ပြိုမှဆုံးမိတဲ့အမေရဲ့တဲ့ကျမ်းမာရေးပြုစိုက်ပါတဲ့နော်တဲ့အလိုမှလည်းရှင်းဟုတ်ကဲ့သားတွေသမီးတွေကိုသတိရတော့နော်သတိရမှာနေတာပေါ့သတိရတာပေါ့အဝေးကြီးမှလည်းရောက်နေတာဆိုတော့လေနော်အခုလိုအမှတ်တရမေမေအတွက်တခဏပေါ့နော်အဲ့လိုလေးစီစဉ်ပြရဆိုမေမေရင်လည်းရောက်တာပေါ့နော်အဲ့ဒါကြိုးစားပြီးပြောပြဦးကြိုးစားပြီးပြောပြအောင်နော်ငါသားတွေတမီးတွေပေါ့အမေကြီးသားတွေရမှာပါပြီကျန်တာပါပြီလူရဆန္ဒပြည့်ကြပါဘူးပြည့်ပါစေဟုတ်ကဲ့ပါရှင်ကဲမေမေပေးတဲ့စုလေးပေါ့နော်သားနဲ့တမီးရရှိပိုင်ဆိုင်ပါစေရှင်အလုပ်တွေလည်းအောင်မြင်ပါစေရှင်ကဲမိသားစုတွေလည်းမကြခင်ပါပေါ့နော်ပြန်ဆုံနိုင်ပါစေလို့တမီးတို့လည်းဆုတောင်းပေးပါတယ်ရှင်နော်တက်ပါပါစေနော်အဲ့ဒါအောင်နော်သားလေးတွေကိုစောင့်ရှောက်ပေးထားလို့တဲ့အမေကြီးတို့တဲ့လေးလေးတို့တွေတဲ့နော်အမေကြီးတို့ဦးလေးတို့လေးလေးတို့တွေအားလုံးကိုလည်းတမီးကကျေးဇူးတင်ပါတယ်တဲ့ခုလိုဝါစုလားပြည့်နေ့အခါနေ့မှာတဲ့အမေကြီးတွေရောဦးလေးတွေရောလေးလေးတွေကိုပါတဲ့တမီးထက်နိုင်တဲ့လောက်နဲ့ကြောလိုက်ပါတယ်ဆိုပြီးတော့ဖွားဖွားကြီးတွေရောပေါ့နော်ဦးလေးတို့တွေရောပေါ့နော်အဲ့လိုလေးတီးတန်လေးမှားတယ်ရှင်အဲ့ဒါဆိုကျွန်တော်ကဘယ်သူကပြောမလို့ပြောပါအောင်ညီမလေးနှစ်ယောက်ကလားဒူလည်းတတိယလည်းဟင်းရပေါ့ကြည့်လိုက်ပါကဲပြောအောင်ကဲပြောသူကတို့လေးနှစ်ယောက်ကိုပြစ်မထားဘူးလေပြောပါအောင်နော်ကလေးနှစ်ယောက်ကိုလည်းပြစ်မနီးတော်တာတဲ့နီးလေးနှစ်ယောက်လည်းပြစ်မထားဘူးငါတို့မှလည်းကျေးဇူးတင်တယ်ကြကြပါမှာဆန်းဆန်းကောင်းတာနဲ့လုပ်ငန်းသိကြပါသေးတယ်ဟုတ်ပါပြီရှင်ဒီမှာဟင်းကောင်းတွေချက်ပြီးစွန့်ကြိုင်လဲနဲ့မပြစ်ပေါ့နော်ရင်းမပြစ်ပို့ပါတယ်ပေါ့အဲ့လိုဒီမှာနော်ကဲအားလုံးပဲကျေးဇူးတင်တယ်ရှင်တော့ခုလိုဘာသမီးတွေကြီးပွားစေဖို့စီးပွားထွေထွေစင်ရွှေမြိုင်ပြတ်တမြအိမ်ချမ်းမိကနေမွေသားထွေထွေပေးနိုင်မအမေအမေရဲ့မဟုတ်ရိုင်းတဲ့တွင်မလေးလေကအိတ်စနေရတော့
ဖက်စီဝဲသမီးရေအိုသူတို့တောင်းလို့ပိုင်ဝါလေတူတူပဲအမေနိုင်ရတဲ့နတ်တကုန်းဝဲအမေခြေထောင်မရှိစုံမရှိပဲခေအိတ်ချာဖျားလဲမရှိလို့ခြေကိုတွေးလူတူတူကြောကိုတွေးလူတော့တူတူအပူမြောင်းဝေခံစားဒုက္ခကိုပေါ်လင်းနေစေပညာဝေရွှေဟောရောသားမှုကိုတိတ်ခါမိတာချင်နာမတူပါအခြားပေးစရာအထွေထွေမွေးတော်လဲ